လူလောကမှာတော့မဖြစ်မနေဥစ္စာစည်းဝါရှာရမှာဖြစ်ပါတယ်ဒီလိုရှာတဲ့နေရာမှာခဏအတွင်းစည်းဝါတအောင်ဘလို့ရှာရမလဲဆိုတဲ့နည်းလမ်းနဲ့စည်းဝါရှာရင်နဲ့အခုတော့မဖြစ်ဖဲနောင်တန်တရားထိအကျိုးပေးအောင်လိုက်နာရမည့်နည်းလမ်းတွေကိုမြတ်စွာဘုရားကဟောကြားထားတာရှိပါတယ်ရှင်ဒါကြောင့်ဒီတရားတော်ကိုနာယူခြင်းဖြင့်နေ့စဉ်တွေ့ကြုံတွေ့နေရတဲ့ဘဝမှာအကျိုးများစွာရှိစေမှာဖြစ်ပါတယ်ဓမ္မမိတ်ဆွေအပေါင်းစိတ်ရချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေတရားတော်များအမြဲမျှဝေနေမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးကူညီပေးခဲ့ကြပါအောင်ရှင်စီးပွားဥစ္စာရှာဖွေခြင်းနဲ့အသုံးပြုခြင်းမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေစီးပွားဥစ္စာဆိုတာရှာဖွေကြရတာဖြစ်တယ်အဲ့ဒါလို့စီးပွားဥစ္စာရှာဖွေတဲ့အခါမှာရှာဖွေလို့ရလာတဲ့စီးပွားဥစ္စာရှာတဲ့အခါမှာတရားသဖြင့်စီးပွားဥစ္စာရှာခြင်းနဲ့အသုံးပြုတဲ့အခါမှာအကျိုးဖြစ်ထွန်းတဲ့နေရာမှာအသုံးပြုခြင်းဆိုတာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒေသနာတော်တွေမှာဟောပြောဆုံးမထားခဲ့တာဒီကနေ့ညမှတ်သားနာယူကြရအောင်လူဘဝရလာတဲ့ဆိုရင်စီးပွားဥစ္စာမရှာလို့မဖြစ်ဘူးစီးပွားဥစ္စာရှာကြရမှာဖြစ်တယ်ရှာတဲ့အခါမှာမြတ်စွာဘုရားကဘယ်ပုံဘယ်နည်းရှာရမယ်ဆိုတာကိုရှာတဲ့နည်းကိုအပြစ်ကင်းတဲ့နည်းစနစ်နဲ့စီးပွားဥစ္စာရှာဖို့ဆုံးမဩဝါဒပေးတာဖြစ်တယ်ရလာတဲ့စီးပွားဥစ္စာတွေကိုလည်းပဲမှန်ကန်တဲ့နေရာမှာအသုံးချသွားမယ်မှန်ကန်တဲ့နေရာအသုံးချဖို့အတွက်လည်းဘယ်ကိစ္စတွေမှာသုံးမယ်ဆိုရင်ရလာတဲ့စီးပွားဥစ္စာမှန်ကန်တဲ့နေရာအသုံးချတာဖြစ်သောကြောင့်ရှာတဲ့အခါမှာလည်းတရားသဖြင့်စီးပွားရှာခြင်းအသုံးပြုတဲ့အခါမှာလည်းပဲတရားသဖြင့်အသုံးပြုခြင်းလို့ဆိုတဲ့ဒီအချက်နှစ်ချက်နဲ့ညီညွတ်ပြည့်စုံသွားမယ်ဆိုရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးရာရောက်မှာဖြစ်ပါမြတ်စွာဘုရားဟာလောကလူဘဝလူဖြစ်လာပြီဆိုလို့ရှိရင်တော့နံပါတ်1စီးပွားရှာတတ်တဲ့ပညာမျက်စိမျိုးရှိဖို့နံပါတ်2ကိုကျင့်တရားနဲ့ပတ်သက်တဲ့အသိပညာတွေရှိဖို့ဆုံးမဟောကြားတော်မူခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီဆုံးမဟောကြားတော်မူခဲ့တဲ့အတိုင်းမြတ်ဗုဒ္ဓရဲ့ဆုံးမတိုင်းလိုက်နာကျင့်သုံးကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေဟာဒီဘဝမှာလည်းချီးမွမ်းပွဲဖြစ်လို့နောက်ဘဝမှာလည်းပဲကောင်းရာသူတိဘုံကိုရောက်နိုင်တယ်ဆိုတာကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာမခံပြီးတော့ဟောကြားထားတာရှိတယ်ပေါ့ဧတံအနုတ္တရံမစ္စောအရိယဓမ္မေထိတောနရောဣဒေဝနံပတံတန္တိပစ္စတက္ကေပမောဒတိဣဒေဝနံပတံတန္တိဆိုတာအခုဤစနစ်အတိုင်းစီးပွားရှာမယ်အသုံးပြုမယ်ဆိုရင်ဒီဘဝမှာပဲချီးမွမ်းပွဲဖြစ်ပြီးတော့ဤဘဝရဲ့အခြားမဲ့နောက်ဘဝရောက်တဲ့အခါမှာလဲကောင်းရသူအတိဘုံတွေကိုရောက်နိုင်တယ်လို့ဒါမှန်ကန်စွာစီးပွားရှာဖွေခြင်းနဲ့မှန်ကန်စွာအသုံးပြုခြင်းရဲ့အကျိုးရလဒ်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမတာဖြစ်တယ်ဒီကနေ့ခေတ်မှာအချို့သောပုဂ္ဂိုလ်တွေရဲ့အတွေးထဲမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောဘမရှိရဘူးလို့လောဘကိုဖယ်ရှားရမယ်လို့ဆိုလို့လောဘမရှိရင်စီးပွားမဖြစ်နိုင်ဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တွေရှိတယ်တကယ်တော့လောဘကြောင့်စီးပွားဖြစ်တာမဟုတ်ဘူးကြိုးစားအားထုတ်ခြင်းနဲ့စီးပွားရှာတတ်တဲ့အသိပညာကြောင့်သာကြီးပွားအားစီးပွားဖြစ်ခြင်းသာဖြစ်တယ်ပေါ့လောဘဆိုတာလူချင်းယုံတက်တက်ကိုယ်သာအကျိုးပြုတာဖြစ်တယ်အကြံဉာဏ်တို့စီးပွားရှာရတဲ့အသိဉာဏ်တို့လုံလဝိရိယတို့ဆိုတာကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းဖြစ်တယ်ဒါကြောင့်မို့လို့လောဘမရှိရင်မကြီးပွားဘူးဆိုတဲ့အပြောဆိုချက်ဟာမှန်ကန်မှုမရှိဘူးတကယ်ပြောရမှာတော့စီးပွားရှာရတဲ့အသိဉာဏ်မရှိရင်ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင်စီးပွားမဖြစ်ဘူးလို့ပြောမှ
မှန်ကန်တာဖြစ်ပါတယ်လောဘရှိခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အပြစ်တွေကများစွာဖြစ်ပါတယ်လောဘရှိတဲ့ပုဂ္ဂိုလ်ဟာလောဘကိုမထိန်နိုင်ဘူးဆိုလို့ရှိရင်သူများဥစ္စာလိုချင်တဲ့လောဘမျိုးတွေဖြစ်ပေါ်လာတတ်တယ်အဲဒါလို့ဖြစ်ပေါ်လာရင်ရာဇဝမှုတစ်ခုကိုကျွလွန်လို့ဆင်းရဲဒုက္ခကြုံရမှာဖြစ်တယ်ကိုယ်ပစ္စည်းပေါ်မှာလည်းမလူရဲမတန်းရဲမပေးရဲမကမ်းရဲမသုံးရဲမဆွဲရဲဆိုတဲ့လောဘတွေကြီးနေလို့ရှိရင်လည်းပဲဒီဘဝကကောင်းကျိုးချမ်းသာတွေရလာမှာမဟုတ်ဘူးပစ္စည်းတောကနဲ့ပဲလူတွေဟာစိတ်ဆင်းရဲမှုနဲ့ကြုံပြီးနောက်ဆုံးဆင်းရဲဒုက္ခရောက်ရှိသွားမှာလားဖြစ်တယ်ဒါကြောင့်မို့လောဘကဖြစ်စေတာကိုမြတ်စွာဘုရားကတဏှာယဇာယတိဆိုပြီးတော့လောဘကဖြစ်စေတာတောကသာလင်ဖြစ်တယ်ဆိုရင်တောကဟာလောဘကြောင့်ဖြစ်လာတာဖြစ်တယ်လို့ဒီလိုသာဟောတာလောဘကြီးလို့စီးပွားဥစ္စာတိုးတက်တယ်လို့ဒီလိုမဟောဘူးစီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းတရားတွေဟာရသော်ဘုရားသခင်ကိုရောမြတ်ကဥဋ္ဌာဏတမ္ပရာလုံလဝိရိယနဲ့ပြည့်စုံရမယ်စီးပွားတိုးတက်ခြင်းဥဋ္ဌာဏတမ္ပရာကြိုးစားအထုတ်မှုဟာသူများတဲ့တာလွန်ရအဲ့ဒါလို့ကြိုးစားအထုတ်တဲ့အခါမှာဓက္ခဆိုတဲ့လုပ်ငန်းကျွမ်းကျင်မှုဥပါယဝိမန္တာလို့ဆိုတဲ့ဤပညာအနာလတဆိုတဲ့ဇွဲကောင်းမှုတွေဟာကြီးမားတဲ့အထောက်အကူဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတဲ့ဒေသနာတော်တွေဟာအလွန်ပြည့်စုံတယ်ကြိုးစားတယ်ဆိုတဲ့နေရာမှာကြိုးစားရုံတက်တက်နဲ့မရနိုင်ဘူးမိမိအယောင်းဝယ်လုပ်တယ်ဆိုရင်လည်းအယောင်းဝယ်ကိစ္စမှာကျွမ်းကျင်မှုရှိဖို့လိုတယ်နောက်တစ်ခါဤပညာဆိုတာသူများတဲ့တာလွန်တဲ့ပညာရမျိုးလည်းရှိဖို့လိုတယ်အနာလတဆိုတဲ့ဇွဲကောင်းမှုလည်းလိုတယ်တဲ့အဲ့ဒီအချက်တွေနဲ့ကျင့်ကြံကြိုးကုပ်အထုတ်လိုက်မယ်လိုက်နာဆောင်ရွက်မယ်ဆိုရင်ကြီးပွားတိုးတက်သွားမှာသိကြတယ်ဒီထဲမှာအာရခတမ္ပရာတဲ့ရလာတဲ့စီးပွားဥစ္စာကိုအလေအလွတ်မရှိအောင်ထိမ့်သိမ်းစောင့်ရှောက်မှုဟာလဲစီးပွားကိုတိုးပွားစေတတ်တဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ဒါကြောင့်အာရခတမ္ပရာလို့ဆိုတာဟာမိမိရဲ့ပစ္စည်းဥစ္စာအလေအလွတ်မရှိအောင်ထိမ့်သိမ်းစောင့်ရှောက်ရမယ်ရေဘေးမိဘေးစတဲ့ပစ္စည်းဥစ္စာတွေရေဘေးမိဘေးစတဲ့အကြောင်းတရားတွေကြောင့်ပျက်စီးမသွားအောင်ထိမ့်သိမ်းစောင့်ရှောက်နိုင်ရမယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီအာရခတမ္ပရာနဲ့ပြည့်စုံရုံနေမကဘူးသမဇီဝိတာဝင်ငွေနဲ့ထွက်ငွေမျှမျှတတာသုံးဆွဲတတ်ရမယ်လို့ဒီလိုဆိုတာပေါ့စီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းတွေပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကစီးပွားဟာရှာရမှာဖြစ်တယ်။ဘာကြောင့်လဲလို့ဆိုရင်စီးပွားဥစ္စာကိုအကြောင်းပြုပြီးတော့ကောင်းမှုတွေများစွာလုပ်နိုင်တယ်။အေးဒေသနာတော်တစ်ခုမှဟောထားတာကတော့ဟနန္တိဘောဂဒုံမေတံနောစပါရခဝေတိနောစီးပွားဥစ္စာရှာတဲ့အခါမှာတဲ့ကိုရထားတဲ့ပစ္စည်းဥစ္စာကစနစ်တကျမသုံးစွဲတတ်တဲ့ပုဂ္ဂိုလ်ကိုဒီပစ္စည်းကဖြည့်ဆည်းတတ်တယ်လို့ဟနန္တိဘောဂဒုံမေတာဘောဂစည်းစိမ်ဥစ္စာတွေကဒုံမေတံအတိညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကိုဟနန္တိဖြည့်ဆည်းတတ်တယ်လို့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာလည်းဆင်းရဲဒုက္ခတွေကြုံရတတ်တယ်နောက်ဘဝမှာလည်းပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့မကောင်းတဲ့ဘုံဘဝတွေရောက်သွားနိုင်သေးတယ်ပေါ့ဆိုပါစို့ပစ္စည်းဥစ္စာပေါ်မှာမသုံးရမဆွဲရတေတာမောပြီးတော့ဒီပစ္စည်းတွေကိုဆွဲပြီးတော့တည်သွားတဲ့ပုဂ္ဂိုလ်တွေဟာပြိတ္တာဘဝရောက်သွားတယ်ဆိုတာမျိုးတွေရှိတယ်ဒါကြောင့်မို့စီးပွားဥစ္စာဟာစနစ်တကျသုံးစွဲတတ်ဖို့လည်းလိုအပ်တယ်လို့ဒီလိုဆိုလို့သို့တော့စီးပွားဥစ္စာတွေကလူတိုင်းကိုဖျက်ဆီးသလားလို့ဆိုတော့နောစပါရခဝေတိနောစီးပွားဥစ္စာကိုအရင်တည်ပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုတက်လှမ်းမှုကြိုးစားတဲ့ပုဂ္ဂိုလ်တွေကိုတော့စီးပွားဥစ္စာကမဖျက်ဆီးနိုင်ပါဘူးတဲ့ဒါကြောင့်မို့စီးပွားဥစ္စာရလာတဲ့အခါမှာဒီဘဝအရေးနောက်ဘဝအရေးဆိုတာတွေအရေးနဲ့ပတ်သက်ပြီးတော့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာစီးပွားကလူကိုဖျက်ဆီးတတ်ပြီးတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်စီးပွားဥစ္စာကိုအရင်တည်ပြီးတော့
တဘဝတည်းတဘဝအဆင့်မြင့်ပြီးနောက်ဆုံးနိဗ္ဗာန်ချမ်းသာထိအောင်ရအောင်လုပ်နိုင်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စီးပွားဥစ္စာရဲ့တန်ဖိုးတွေကပို့ပြီးတော့ကြီးမားလာတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဆုံးမထားတဲ့အာရိယသုတ်တံဆိုတာရှိတယ်အဲ့ဒီအာရိယသုတ်တံလေးကိုမှတ်သားနာယူကြဖို့ပေါ့အင်္ဂုတ္တရနိကေမှာအနာရဝိန်တထေးကြီးကိုဟောကြားဆုံးမတဲ့သုတ်တံလေးတစ်ခုပဲတဘာဝတရားကိုချင့်ချိန်ပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကစီးပွားရှားနေကြတဲ့လူတွေအတွက်ဘယ်လိုအဓိပ္ပာယ်နဲ့ဘာအတွက်စီးပွားရှားတယ်ဆိုတာကိုမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတင်ပေးခြင်းပဲဖြစ်တယ်ပေါ့အနာရဝိန်တထေးကြီးကိုမြတ်စွာဘုရားကဆုံးမတဲ့အခါမှာလောကမှာစီးပွားကိုရှာဖွေခြင်းနဲ့အသုံးပြုခြင်းဟာရည်ရွယ်ချက်မှန်ကန်တဲ့ရည်ရွယ်ချက်၅မျိုးရှိတယ်ပေါ့အဲဒီလိုမှန်ကန်တဲ့ရည်ရွယ်ချက်အတွက်စီးပွားဥစ္စာကိုရှာကြရရှာတဲ့အခါမှာဘယ်ပုံပဲနည်းရှာတယ်ဆိုတာကိုမြတ်စွာဘုရားကရှင်းပြတဲ့အခါမှာကိုရလာတဲ့စီးပွားဥစ္စာသည်ဥဋ္ဌာနာဝီရိယဓိကတာတကယ်ကိုတက်တက်ကြွကြွကြိုးစားပန်းစားလုံလဝီရိယအထုတ်လို့ရလာကြိုးစားပြီးတော့စီးပွားဥစ္စာတွေတိုးတက်လာအောင်ကြိုးစားအထုတ်ရမှာဖြစ်တယ်မတရားတဲ့နည်းနဲ့သူများစီကပစ္စည်းဥစ္စာကိုလိမ်ယူခြင်းလှည့်စားယူခြင်းအဲ့ဒီပုံစံမျိုးနဲ့မဟုတ်ဘဲနဲ့မိမိရဲ့လုံလဝီရိယတွေကိုစိုက်ထုတ်ရစီးပွားဥစ္စာဖြစ်ဖို့အတွက်နေမနာညာမှာကြိုးစားအထုတ်ခြင်းဝီရိယဖြင့်ရအောင်ကြိုးစားအထုတ်ရမယ်ဥဋ္ဌာနာဝီရိယဓိကတာဥဋ္ဌာနာဝီရိယဆိုတာဟာဒီလုပ်ငန်းကိုင်တာနဲ့ပတ်သက်ပြီးတော့တက်ကြွတယ်ကြိုးစားတယ်အထုတ်တယ်သူများတဲ့ကြိုးစားအထုတ်သည့်အတွက်ကြောင့်စီးပွားဥစ္စာတိုးတက်လာတကယ်လက်တွေ့စီးပွားရှာနေကြတဲ့ခုလိုမင်္ဂလာဈေးမှာနေထိုင်ကြတဲ့ဈေးသူဈေးသားတွေဒီအတွက် ကအထူးပြောစရာမလိုဘူးမိမိတို့နေ့စဉ်နဲ့အမျှအယောင်းဝယ်ကိစ္စတွေနဲ့ကိုယ်စီးပွားကိုကြိုးစားပြီးတော့ရှာဖွေနေကြတာဖြစ်တယ်ပေါ့အဲ့ဒါလို့ရှာဖွေနေတဲ့အခါမှာသူများတဲ့လုံလဝီရိယထက်သန်ပြီးတော့ကြိုးစားအားထုတ်မယ်ဆိုရင်သူများတဲ့ပို့ပြီးတော့စီးပွားဥစ္စာတွေဟာတိုးတက်ချမ်းသာလာမှာပုံမှန်လေးပဲရောင်းဝယ်ပြီးတော့ပုံမှန်လေးပဲရှာတဲ့ပုဂ္ဂိုလ်ကပုံမှန်လေးပဲရမှာဖြစ်တယ်စီးပွားရေးဥစ္စာတွေကိုတိုးချပြီးတော့တိုးချက်ရှာဖွေတဲ့ပုဂ္ဂိုလ်တွေကစီးပွားဥစ္စာတွေတိုးချက်များပြားလာမှသာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကဥဋ္ဌာဏဝီရိယဥဋ္ဌာဏဝီရိယဆိုတာဒီအချိန်မဆွဲဘူးပြင်းကြီးမနေဘူးလှုပ်တဲ့လှုပ်ထိုက်တာကိုအချိန်မီအချိန်ကိုက်ကြိုးစားအထုတ်တယ်လုံလဝီရိယရှိရှိနဲ့စီးပွားဥစ္စာကိုရှာတယ်ဆိုပါစို့အရင်နည်းနည်းသာပေးရတဲ့စီးပွားဥစ္စာမျိုးအမြတ်များများရမယ်ဟာမျိုးရဖို့တရားတဲ့နိလန်းနဲ့ကကြိုးစားအထုတ်မှုကိုလုပ်ကြရတာဖြစ်တယ်ပေါ့အဲ့ဒါဥဋ္ဌာဏဝီရိယရှိတဲ့ပုဂ္ဂိုလ်တွေဟာစီးပွားဥစ္စာတွေမကြခင်ပဲတိုးတက်များပြားလာတယ်မြတ်စွာဘုရားသုလသစ္ထိဇတ်လို့ဆိုတဲ့950ဇတ်ထဲမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်ရဲ့အတိတ်ဘဝကိုဟောပြတဲ့အခါမှာကြွက်သေးလေးတစ်ကောင်ကိုအရင်ပြုပြီးတော့စီးပွားဥစ္စာရှာရနေပြီးတော့တထေးကြီးဖြစ်သွားတဲ့ပုဂ္ဂိုလ်အကြောင်းကိုဟောကြားထားတာရှိတယ်။ဘာကိုပဲအကြောင်းပြုစီးပွားဥစ္စာတိုးတက်လာမှုဟာအဓိကဖြစ်တယ်ပေါ့။ကြိုးစားအထုတ်လို့ရလာတယ်။ဈေးရောင်းဝယ်နဲ့ကြီးပွားအောင်လုပ်တဲ့အခါမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကစက္ခုမာဝိဒုရောနေတယတမ္ပန္နောဆိုတဲ့အချက်၃ချက်ကိုဟောကြားဆုံးမထားတယ်စီးပွားရှာတဲ့ပုဂ္ဂိုလ်ဟာစက္ခုမာအမြင်မျက်စိထက်မြက်ရမယ်လို့ဆိုတယ်စီးပွားရေးမျက်စိသူများတဲ့အမျော်အမြင်ကြီးမားရမယ်အဲ့ဒီလိုကြီးမားတဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့မြန်မြန်စီးပွားတက်လွယ်တယ်ဝိဒုရောသူများနဲ့မတူတဲ့လုံလဝီရိယရှိရနေတယတမ္ပန္နော
အရင်ဒီထုတ်ပေးမဲ့ပုဂ္ဂိုလ်အာကိုလည်းရှိရမယ်လို့ဆိုလို့အဲ့တော့စက္ခုမာဆိုတဲ့အမျော်အမြင်ကြီးမားခြင်းဝိဓုရဆိုတဲ့ထူးခြားတဲ့လုံလဝီရိယရှိခြင်းနေတယတမ္ပန္နအမိကောင်းရှိခြင်းဆိုတဲ့အချက်အလက်တွေဟာစီးပွားဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းပဲလို့မြတ်စွာဘုရားကဒီလိုဟောကြားတာဖြစ်တယ်အဲ့တော့ဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့ကတော့မိမိတို့စီးပွားရှာတဲ့အခါမှာဓမ္မိယလတ္ထလို့ဆိုတဲ့တရားသဖြင့်ရတဲ့ဤစနစ်ကိုသုံးချပြီးတော့ရှာတာကိုဆိုလိုတယ်ပေါ့ဘုရားကိုကြည်ညိုကိုးကွယ်ကြတဲ့ဥပဒကဥပတိကမတွေဆိုလို့ရှိရင်စီးပွားဥစ္စာအယောင်းဝယ်မလုပ်ရမယ့်အရာတွေကိုမြတ်စွာဘုရားက၅မျိုးသတ်မှတ်ပြီးတော့ပြတယ်ပေါ့လက်နဲ့အယောင်းဝယ်မလုပ်သင့်ဘူးတဲ့ဘာဖြစ်လို့မလုပ်သင့်တာတော့ဆိုရင်လက်နဲ့ဆိုဒီမှာတရားကိုတတ်တဲ့လက်နဲ့ပဲဖြစ်ဖြစ်သက်ရှိတတ္တဝါဘယ်သူကိုပဲဖြစ်ဖြစ်တတ်တဲ့ညှင်းဆဲတဲ့လက်နဲ့မျိုးအယောင်းဝယ်မလုပ်ရဘူးလို့ဆိုဒီအယောင်းဝယ်လှုပ်ခြင်းဟာမိမိနဲ့ဒီလက်နဲ့ကိုယူပြီးတော့တရားတွေကိုတတ်ဖြတ်မယ်ဆိုတာသိရတဲ့အယောင်းဝယ်လုပ်မယ်ဆိုလို့ရှိရင်ထိုသိနေတဲ့စိတ်တည်ပင်လင်သူ့အတွက်အပြစ်မကင်းဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လက်နဲ့အယောင်းဝယ်ဆိုတာမလုပ်သင့်ဘူးလို့မြတ်စွာဘုရားကဥပဒကဖြစ်လာလို့ရှိရင်ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်လက်နဲ့အယောင်းဝယ်မလုပ်ရဘူးလို့ဒီလိုဟောကြားဆုံးမနောက်တစ်ခုကတော့မန္တဝနိစ္စသားကောင်လေးတတ်ပြီးတော့အသားရောင်းတာမျိုးမလုပ်သင့်ဘူးပေါ့အဲ့ဒါလည်းပဲသူများအသက်တွေကိုယဉ်တည်ပြီးတော့လှုပ်တာဖြစ်သောကြောင့်ဒါလည်းပဲမကောင်းတဲ့စိတ်ဓာတ်တွေနဲ့မကောင်းတဲ့အကျိုးတွေကိုဖြစ်ပွားစေလို့မန္တဝနိစ္စအသားတလိုင်းစင်တွေဆွဲပြီးတော့အသားတရောင်းတာမျိုးတွေလည်းပဲဘုရားဘာသာဝင်တွေအနေနဲ့မလုပ်သင့်ဘူးလို့နောက်တစ်ခုကတတ္တဝနိစ္စတတ္တလို့ဆိုပေမဲ့ဒီနေရာမှာလူကုန်ကူးတာဆိုတာကိုရည်ညွှန်းပြီးတော့ပြောတာလူတွေကိုအယောင်းဝယ်ကျွန်ဖြစ်ခိုင်းမှုလူကုန်ကူးရောင်းဝယ်တာမျိုးတွေဟာခဏခေတ်မှာပေါ်လာပြန်တယ်အဲ့ဒါလို့အယောင်းဝယ်မျိုးကိုလည်းပဲတစ်ဖက်သားဒုက္ခရောက်စေတတ်တဲ့ဟာမျိုးဖြစ်သည့်အတွက်ကြောင့်တတ္တဝနိစ္စဆိုတဲ့လူကုန်ကူးရောင်းဝယ်မှုမျိုးကိုလည်းပဲမလုပ်သင့်ဘူးလို့ဒီလိုဆိုတယ်နောက်တစ်ခုကတော့ဝိတဝနိစ္စအစိတ်ပိုဒစေတွေတို့တရားတွေကိုသိစေတတ်တဲ့အစိတ်တွေတို့အဲ့ဒီအစိတ်တွေရောင်းဝယ်ဟာလည်းပဲကျင်နာတရားကင်းမဲ့ရဖြစ်သောကြောင့်အစိတ်ရောင်းဝယ်ကိုလည်းပဲဘုရားဘာသာဝင်သူတော်စင်တွေမရောင်းဝယ်သင့်ဘူးတဲ့နောက်ဆုံးတစ်ခုကတော့မစ္ဆဝနိစ္စမူရင်စေဝါအယောင်းဝယ်မလုပ်သင့်ဘူးလို့ဒီထဲမှာမူရင်စေဝါအယောင်းဝယ်ဆိုတာနိုင်ငံတိုင်းမှာလို့မူရင်စေဝါနဲ့ပတ်သက်လာလို့ရှိရင်ကြီးလေးတဲ့အပြစ်ဒဏ်ကိုလောကမှာဥပဒေတွေရသတ်မှတ်ထားလေးရှိကြတယ်တချို့နိုင်ငံတွေမှာဆိုလို့ရှိရင် capital punishment လို့ခေါ်တဲ့သေဒဏ်ပေးသည့်ထိအောင်မူရင်စေဝါအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့အေးအေးယူတာမျိုးတွေရှိတယ်ပေါ့အဲ့တော့မြတ်စွာဘုရားကတော့အကုသိုလ်ဖြစ်မဲ့ရှုထောင့်ကနေပြီးတော့ဒါတွေကိုအယောင်းဝယ်မလုပ်သင့်ဘူးလို့ဒီလိုဘုရားဘာသာဝင်သူတော်စင်တွေကိုဆုံးမဩဝါဒပေးတာဖြစ်တယ်အေးဒီကနေ့ခေတ်မှာကြတော့လူတိုင်းလှုပ်တာမဟုတ်ပေမဲ့လို့လက်နဲ့အယောင်းဝယ်လှုပ်တာမျိုးတွေလည်းရှိတယ်ပေါ့နောက်အစိတ်အယောင်းဝယ်လှုပ်တာမျိုးတွေရှိတယ်သားသလိုင်းစင်တွေနဲ့တရားတွေကိုတတ်ပြီးအသားရောင်းတာတွေလည်းရှိကြတယ်ပေါ့အစိတ်ရောင်းကြတာတွေလည်းရှိတယ်ပေါ့ဘုရားဘာသာဝင်သူတော်စင်တွေနဲ့ဒီတတ္တဝနိစ္စဆိုတဲ့လူကိုအယောင်းဝယ်လှုပ်တာမျိုးတွေလည်းပဲဒီကနေ့ခေတ်ရှိနေကြတော့အဲ့ဓာတွေဟာရှောင်သင့်တဲ့အချက်တွေပဲလို့ရသော်ဘုရားကဥပဒကဖြစ်လာလို့ရှိရင်ဒီရောင်းဝယ်တွေကိုနဲ့တော့စီးပွားမရှာသင့်ဘူးလို့ဒီလိုဟောကြားတာဖြစ်တယ်အဲ့တော့လုံလဝီရိယနဲ့ရလာတဲ့စီးပွားဖြစ်စေကမူခုနနီးစနစ်တွေကိုရှောင်ရှားပြီးတော့ဘာလို့ကိုရလာတဲ့ပစ္စည်းသည်ဘာဟာဗလပရိစိဒကိုလေယုံအားနဲ့ရလာတဲ့ပစ္စည်းမျိုးဖြစ်ရမယ်ကိုယ်တိုင်ရှာဝေတယ်လို့ဆိုလိုတယ်ကိုယ်တိုင်တရားသဖြင့်နီးနဲ့ရှာဝေလို့ရလာတာမျိုးဖြစ်ရမယ်နောက်တစ်ခုကသေတာဝက်ခိတ္တသေတာဝက်ခိတ္တဆိုတာတော့ကြိုးစားအားထုတ်မှုရဲ့အဓိပ္ပာယ်ကိုဖော်ပြတာ
ချွေးကြအောင်အလုံးလုံးပြီးမှရလာတဲ့ပစ္စည်းဆိုချွေးကိုထွက်စေတယ်ဆိုတာကြိုးစားအထောက်မှုကိုရည်ညွှန်းပြီးတော့ပြောတာချွေးထွက်တာမထွက်တာကအဓိကမဟုတ်ဘူးမိမိကိုယ်တိုင်ယဉ်ဤပြုပြီးတော့ရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာအဓိကအချက်ကတော့ကိုလှုပ်တဲ့စီးပွားရှာတဲ့ဤစနစ်ဒီဓမ္မိကကုသိုလ်ကမ္မပရတရားတဲ့အညီဖြစ်ရမယ်ဆိုပါစို့ကုသိုလ်ကမ္မပရတရားနဲ့အညီဖြစ်တယ်ဆိုတာကာယဒုစရိုက်ကိုရှောင်တယ်ဝစီဒုစရိုက်ကိုရှောင်တယ်မနောဒုစရိုက်ကိုရှောင်တယ်သူများတဲ့တတ်ပြီးတော့စီးပွားရှာတာမဖြစ်စေရဘူးသူများဥစ္စာခိုးပြီးတော့စီးပွားရှာတာမဖြစ်စေရဘူးသူတော်ဘာသားများစော်ကားပြီးတော့စီးပွားဥစ္စာရှာတာမဖြစ်စေရဘူးလို့ကာယဒုစရိုက်နဲ့လည်းစီးပွားမရှာဘူးဝစီဒုစရိုက်လို့ဆိုရဲမုတဝါဒလိန်လဲလှည့်ပြားပြီးတော့စီးပွားရှာတာလည်းမဖြစ်ရဘူးတုံးနဲ့တူမတက်အောင်ဂုံးတိုက်ပြီးတော့စီးပွားရှာတာမျိုးလည်းမဖြစ်စေရဘူးကြမ်းတမ်းစွာဆေးတိုင်းထွာပြီးတော့စီးပွားရှာတာမျိုးလည်းမဖြစ်စေရဘူးအကျိုးမဲ့စကားတွေပြောပြီးတော့စီးပွားရှာတာလည်းမဖြစ်စေရဘူးလို့ဝစီဒုစရိုက်ကိုလည်းရှောင်ရှားပြီးတော့ရလာတဲ့စီးပွားဥစ္စာမျိုးတွေအဲ့ဒါကိုဓမ္မိကလို့ခေါ်တယ်ဓမ္မိကလို့ဆိုတဲ့ဒီတရားနဲ့အညီရလာပြီးတော့ဓမ္မိကဓမ္မလတ္ထကိုရလာတဲ့ပစ္စည်းဟာကောင်းရောင်းကောင်းဝယ်မမှန်ကန်ကန်အယောင်းဝယ်လို့ကြိုးစားအထုတ်ခြင်းဖြင့်တန်တန်ပြတ်ပြတ်ရလာတဲ့ပစ္စည်းဥစ္စာမျိုးဖြစ်ရမယ်လို့ရှားဝေမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားလမ်းညွှန်မှုကိုပေးထားခဲ့တာဖြစ်ပါတယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်ဘုရားရဲ့အဆုံးအမကိုခံယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးဝေရာဖြစ်စိကပ်ပါတယ်လို့အခုလိုမြတ်စွာဘုရားကိုစိကပ်ကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုသိရှိနားလည်ပြီးတော့ဒီအဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်မိမိရဲ့ဘဝမှာတန်ရှင်းပြီးစိတ်တန်ရှင်းလို့စိတ်ကြည်နူးပွဲကိုရလာတဲ့ပစ္စည်းတွေဟာစင်ကြယ်ပြီးတော့တသက်တာလုံးစိတ်အေးချမ်းစွာဒီပစ္စည်းကိုရရှိလာမှာဖြစ်တယ်ပေါ့စိတ်ပစ္စည်းဥစ္စာရှာလို့ရလာတဲ့ပစ္စည်းဥစ္စာအတွက်စိတ်ပူစရာအကြောင်းမရှိဘူးမိမိလောကင်ဆောင်ရွက်မှုတွေဟာတရားမျှတတဲ့တရားနိလန်းနဲ့ရှာထားတဲ့ပစ္စည်းတွေဖြစ်လို့တန်ရှင်းတယ်စင်ကြယ်တယ်စိတ်နှလုံးအေးချမ်းမှုကိုဖြစ်စေတယ်ဆိုတာအလွန်ကောင်းမြတ်တဲ့ဤစနစ်တွေပဲဖြစ်တယ်ပေါ့အဲလိုရအောင်စီးပွားဥစ္စာတွေကိုရှာကြံထားပြီးတဲ့အခါမှာအသုံးပြုတဲ့အခါရလာတဲ့ပစ္စည်းကိုစနစ်တကျအသုံးပြုတတ်ဖို့လဲမြတ်စွာဘုရားကလမ်းညွှန်မှုပြုတယ်ပစ္စည်းဥစ္စာရှာတယ်ဆိုတာဘာအတွက်ရှာရတာလဲလို့မှန်ကန်တဲ့နိလန်းနဲ့အသုံးပြုနည်းကိုအနာရဝိတ္ထေကြီးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကအာရိယသုတ်တံမှာဟောထားတယ်ရလာတဲ့စီးပွားဥစ္စာဟာဘာအတွက်လဲလို့ဘာအတွက်နဲ့ရှာတာလဲလို့ဆိုတဲ့အခါမှာတဲ့နံပါတ်1တရားသဖြင့်ရှာဝေလို့ရလာတဲ့ပစ္စည်းဥစ္စာဖြင့်အတ္တနံဒုခေတိပိနေတိမိမိကိုယ်တိုင်ကိုချမ်းသာအောင်ထားတယ်စားတယ်သုံးတယ်အသုံးပြုတယ်သမ္မာဒုက္ခံပရိဟရတိကိုချမ်းသာဒုက္ခရှိအောင်နေထိုင်တယ်အဲ့ဒါလို့မိမိအတွက်ချမ်းသာဒုက္ခရအောင်နေစရာကောင်းကောင်းရအောင်ဝတ်စရာတွေကောင်းကောင်းရအောင်စားစရာတွေကောင်းကောင်းစားနိုင်အောင်သွားလာတဲ့အခါမှာရင်ကောင်းကောင်းစီးနိုင်အောင်လို့ဒီပစ္စည်းကိုသုံးချပြီးတဲ့အခါမှာမိမိကိုယ်တိုင်ချမ်းသာအောင်အသုံးပြုခြင်းဟာမှန်ကန်တယ်လို့ရသော်ဘုရားကဒီလိုဟောတာဖြစ်တယ်တရားသဖြင့်ရလာတဲ့ပစ္စည်းကိုသုံးချပြီးတော့ကိုချမ်းသာအောင်နေရမယ်လို့ဒီလိုဆိုတာအဲ့တော့ကိုရင်ချမ်းသာရမှာလားလို့ဆိုတော့မာတာပိတရောသူခေတိပိနေတိလူတိုင်းမှာအမေဖေဆိုတာရှိတယ်အမေဖေဟာကိုလူဘဝရောက်လာဖို့အတွက်လူလောကထဲမှာရှာဖွေလိုက်ရင်ခြေဆုအကြီးမားဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်။ဘာဖြစ်လို့မိဘကသားသမီးတွေပေါ်မှာခြေဆုရှိသလဲလို့ဆိုရင်မြတ်စွာဘုရားကအချက်၃ချက်ပဲဟောထားတယ်။အာပါဒကာတဲ့။ဘေးရန်အနေနဲ့မကြရအောင်ထိမ့်သိမ်းဆောက်ရှောက်ခဲ့တယ်။ပောဒကာ
ကျွေးမွေးခဲ့တယ်ဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးကိုပြသသူဖြစ်တယ်လို့ဆိုတယ်ဒီကျေးဇူးတရား၃မျိုးဟာမိဘရဲ့ကျေးဇူးတွေပဲဖြစ်တယ်ဒီနေရာမှာဆင်ញင်စဉ်းစားပြီးတော့ကြည့်မယ်ဆိုရင်မိဘကကိုယ်ငယ်စဉ်ကနေစောင့်ရှောက်လာခဲ့တယ်အသက်အရွယ်ကြီးတဲ့အခါကိုယ်ကပြန်စောင့်ရှောက်လို့ရတယ်မိဘကကိုယ်ကိုငယ်စဉ်တောင်ကြီးကလေးဘဝကျွေးမွေးလာခဲ့တယ်အသက်အရွယ်ရလာတဲ့အခါကိုယ်ကမိဘကိုပြန်ကျွေးပြီးတော့ကျေးဇူးဆက်လို့ရတယ်မိဘရဲ့ကျေးဇူးဆက်လို့မရတာကတော့ဘာလဲဆိုရင်မိဘဆိုတာဣမတ္တလောကတ္တဓတ္တိတာရောဒီလောကကြီးကိုပြသူဖြစ်တယ်ဆိုတာဒီလောကကြီးနဲ့ဒီလောကကြီးအတွင်းလူဖြစ်ခွင့်ပေးတာကိုဆိုလိုတယ်ပေါ့အဲ့ဒါကြတော့သားသမီးကနေပြီးတော့ဘယ်လိုမှတုံ့ပြန်ပြီးတော့ကျေးဇူးဆက်လို့မရနိုင်တဲ့အရာဖြစ်တယ်ပေါ့ဘာဖြစ်လို့တော့ဆိုရင်ကိုကနောက်မှမွေးလာတာဖြစ်သောကြောင့်လောကကြီးကိုမိဘကပြလို့လူဘဝကိုမိဘကလက်ခံလို့လူဖြစ်လာကြတာအဲ့ဒီအဓိပ္ပာယ်နဲ့မြတ်စွာဘုရားဟောထားတာဒီကနေ့ခေတ်မှာဆိုလို့ရှိရင်လူဘဝလာတာတောင်လာခွင့်မပေးတဲ့ကိစ္စတွေပေါ်လာပြီလူဖြစ်ခြင်းပေမဲ့လို့မိဘကလက်မခံဘူးဆိုရင်လူဖြစ်ခွင့်မရှိဘူးအေးမတော်တဆကံကောင်းလို့လူဖြစ်လာပြန်တော့လေဟိုအမိုက်ပုံနဲ့ပြစ်ဒီအမိုက်ပုံနဲ့ပြစ်နေလောကမှာကျွေးမွေးစောင့်ရှောက်ခြင်းတို့အပါရကာဆိုတဲ့ဒီစောင့်ရှောက်ခြင်းဆိုတာလဲဝတ္တရားတွေပြက်ကွက်လာတယ်ပောတကာကျွေးမွေးခြင်းဆိုတဲ့ဝတ္တရားတွေလဲမိဘဘက်ကစပြီးတော့ပျက်စီးလာတဲ့အနေအထားမျိုးတွေဟာအင်မတန်မှကြောင်းဝဲဖွယ်ရာကောင်းတဲ့လောကရဲ့အဖြစ်အပျက်ကြီးတွေများတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကမှာလူဖြစ်လာတာကိုမိဘအလွန်ကျေးဇူးတင်စရာကောင်းတယ်အကယ်၍ဒါမိဘကလောကကြီးကိုလာခွင့်မပြုဘူးဆိုရင်မိမိတို့ကိုယ်တိုင်လူပြေလူဖြစ်လာကြမှာမဟုတ်ဘူးပေါ့အေးငယ်စဉ်ကနေပြီးတော့မိဘကစောင့်ရှောက်မပေးဘူးကျွေးမွေးမထားဘူးဆိုလို့ရှိရင်လည်းအမိုက်ပုံးနဲ့ရောက်သွားကြအောင်မှာပဲဖြစ်တယ်ပေါ့အင်မတန်မှအကျဉ်းတရားတွေမေတ္တာတရားတွေတစားတစားနဲ့ခေါင်းမာပြီးတော့ဆင်းရဲဒုက္ခမခံနိုင်တဲ့မခံကျင်ကြတဲ့အနေအထားမျိုးတွေလောကမှာပေါ်ထွန်းလာတာဟာလောကကြီးရဲ့ဆုပ်ယုပ်ပြပြလာမှုကိုတွေ့ရှိရခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့မိဘဆိုတာဟာသားသမီးတွေပေါ်မှာအလွန်ကျေးဇူးများတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူဘဝပြီးသားရလာတဲ့သားသမီးဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းဟာမိမိရဲ့မိဘအပေါ်မှာကျေးဇူးဖို့ရဝတ္တရားရှိတယ်ပေါ့တလောတော့ကဒကာကြီးတယောက်ကလျှောက်တယ်အခုခေတ်မိဘတွေဟာတဲ့သားသမီးတွေကိုစိတ်ဆင်းအောင်လုပ်တဲ့မိဘမျိုးတွေရှိတယ်ပေါ့မိဘကကိုကျင့်တရားနဲ့မပြည့်စုံဘူးအရက်သေးစားတောက်စားပြီးတော့သားသမီးကိုနှိပ်စက်တဲ့မိဘသားသမီးတွေကအလွန်ကောင်းပြီးတော့မိဘကအကျင့်ဆိုးနေတာတွေရောဒီလိုဟာမျိုးရောမရှိဘူးလားဖေဟာတဲ့ရှိတာပေါ့တခါကြီးလို့မြတ်စွာဘုရားအလောင်းတော်ဆိုလို့ရှိရင်မဟာဗရုမမင်းသားဖြစ်တုန်းကဆိုရင်မိဘကသားသမီးကိုသေရန်ပေးပြီး6ကဘာထဲတွန်းချတာသာဏကုမာရဇဆိုလဲမိမိရဲ့ဖခင်အရင်ကနေပြီးတော့ခြေဖြတ်လက်ဖြတ်လုပ်ပြီးတော့တပ်ပစ်တာပဲလေအဲ့တော့မိဘကသားသမီးကိုလှုပ်တာအခုလို့သားသမီးကတော်ပြီးတော့မိဘကမတော်ဘူးဆိုတာတွေလည်းပဲမရှိနိုင်ဘူးမဟုတ်ရှိနိုင်တယ်သို့တော့တစ်ဖက်ကနေကြည့်မယ်ဆိုရင်ဣမတ္တလောကတ္တဓတ္တိတာရောလူဘဝရောက်ရှိလာတာဟာမိဘရဲ့ကျေးဇူးသာဖြစ်လို့တစ်ဖက်ကနေပြီးတော့မိဘဆိုတာကိုလုံးဝမပြစ်မှားထိုက်ဘူးပေါ့မပြစ်မှားထိုက်ဘူးမိမိလူဘဝရလာခြင်းဒီပင်လင်မိဘရဲ့ကျေးဇူးပဲဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကမိဘတွေကိုသာကျေးဇူးရှိတယ်လို့မဟောဘဲနဲ့မင်္ဂလာတရားတော်မှာပုဒ္ဒဓာရတသင်္ဃဟောဆိုပြီးတော့မိဘကိုလည်းပဲသားသမီးတွေကိုချီးမြှောက်ထောက်ပံ့မှုဝတ္တရားရှိတာကိုလည်းထည့်သွင်းဟောကြားပေးတာပဲဖြစ်တယ်ပေါ့သို့တော့သားသမီးနဲ့မိဘဆိုတာမိဘကအသက်ကြီးတာဖြစ်လို့မာတာပိတုဥပဋ္ဌာနံလို့မိဘကိုပြုစုလုပ်ကျွေးမှုဟာရိုးရာဓလေ့ထုံးတမ်းစင်လာမြမကသူတော်ကောင်းတွေရဲ့အစဉ်လာဖြစ်လို့ဒီလိုဟောကြားတော်မူခဲ့တာဖြစ်တယ်မိဘကျေးဇူးဆိုဒီမှာမိဘရဲ့ဂုဏ်ကိုပြောတာမဟုတ်ဘူး
မာတာပိတုဂုဏောလို့ဆိုကြတဲ့အထက်မှာဂုဏဆိုတာကျေးဇူးတရားကိုသာဆိုလိုတာဖြစ်တယ်ဒီနေရာမှာမာတာပိတုဂုဏောဆိုတာမိဘရဲ့ကျေးဇူးတရားမိဘကသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေရှိချင်မှရှိမယ်သို့တော်ကျေးဇူးရှိတာမှန်တယ်ဗုဒ္ဓဂုဏောဓမ္မဂုဏောသံဃဂုဏောဆိုတာကြတော့ဂုဏ်လည်းယူလို့ရတယ်ကျေးဇူးတရားလည်းယူလို့ရတယ်မာတာပိတုဂုဏောကြတဲ့အခါကျတော့ကျေးဇူးတရားသာလျှင်အဓိကသာသမီကလိမ္မာပြီးမိဘမလိမ္မာဘူးဆိုတာတွေလည်းရှိနိုင်တယ်ပေါ့သို့တော်လည်းမိဘကသာသမီပေါ်မှာကျေးဇူးရှိတယ်ကျေးဇူးရှိတာမပြစ်မှားတတ်ဘူးလို့ဆိုတာကတော့မှန်တယ်ပေါ့မိဘကသာသမီကိုတတ်တဲ့အခါကျတော့ပုဒ္ဒဃာတကကံဆိုတာမျိုးတော့မရှိဘူးသာသမီကမိဘကိုတတ်ရင်မာတုဃာတကကံပိတုဃာတကကံကြီးထိုက်တယ်လို့ဒီလိုပြောတယ်ဘာကြောင့်ကံကြီးထိုက်တယ်လို့ပြောနိုင်တယ်လဲဆိုရင်ဒီလောကကြီးမှာလူဖြစ်လာအောင်လာခွင့်ပြုတာကိုမိဘရဲ့ကျေးဇူးပဲဒါကြောင့်မို့လို့တစ်ဖက်သက်ဆံလွန်းတယ်လို့မအောင်မေ့လေနဲ့မိမိရောက်လာတာကိုကမိဘရဲ့ကျေးဇူးကြောင့်လူဖြစ်လာတာမိဘကကျေးဇူးမပြုဘူးဆိုလို့ရှိရင်လာခွင့်မပြုဘူးဆိုရင်လူတောင်ဖြစ်เสียအကြောင်းမရှိဘူးဒါကြောင့်မို့ဣမတ္တလောကတဓတ္တိတာရောလူဘဝကိုလာခွင့်ပြုလိုက်တာလူလောကကြီးနဲ့ဆုံတွေ့ခွင့်ပြုလိုက်တဲ့ဒီကျေးဇူးတရားဟာဆက်လို့မကုန်တဲ့ကျေးဇူးတရားဖြစ်သည့်အတွက်ကြောင့်စော်ကားမယ်ပြစ်မှားမယ်မိဘကိုတတ်ဖြတ်မယ်ဆိုရင်မာတုဃာတကပိတုဃာတကကံကြီးထိုက်တယ်လို့ဒီလိုဟောတာဟာအလွန်မှန်ကန်တဲ့အချက်ရှုထောင့်ကနေဟောကြားတာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာဘယ်နည်းနဲ့မှမိဘကိုပြစ်မှားတိုက်တာမရှိဘူးတဲ့မိဘရဲ့ကျေးဇူးတရားကိုမှတ်သားနာယူပြီးတော့မိဘအပေါ်မှာစော်ကားလို့တဲ့စိတ်ကလေးတောင်မဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်ကြရမှာဖြစ်တယ်မိမိရှာဖွေလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုလည်းမာတာပိတရောသူခေတိပိနေတိမိဘနှစ်ပါးအတွက်အသုံးချတာမျိုးဖြစ်ရမယ်လို့ဒီလိုဆိုလို့မိဘတွေကိုချမ်းသာအောင်ထားရမယ်မိဘတွေကိုဝလင်အောင်ကျွေးမွေးရမယ်ဆောင်းရှောက်ရမယ်ဆိုတာမှန်ကန်တဲ့နည်းနဲ့အသုံးချခြင်းပဲဖြစ်တယ်နောက်တစ်ခုကရလာတဲ့ပစ္စည်းဥစ္စာကိုမိမိအတွက်အသုံးပြုတယ်မိဘအတွက်အသုံးပြုတယ်နောက်ထပ်အသုံးပြုရမယ့်ဟာကတော့မိတ္တာမစ္စေသူခေတိပိနေတိမိတ်ဆွေအပေါင်းအသင်းတွေအတွက်လည်းကုညီထောက်ပံ့ဟာမှန်ကန်တဲ့နည်းနဲ့အသုံးပြုခြင်းပဲဖြစ်တယ်မိမိနဲ့ချစ်ကြွမ်းဝင်ကြတဲ့မိတ်ဆွေအပေါင်းအသင်းတွေဆိုတာဆင်းရဲဒုက္ခရောက်နေလို့ရှိရင်ကုညီထောက်ပံ့တဲ့နဲ့ပေါ့အဲ့ဒီမိတ်ဆွေသင်္ကားတွေကိုကုညီထောက်ပံ့ပေးခြင်းဟာလည်းပဲစီးပွားဥစ္စာကိုမှန်ကန်တဲ့နေရာမှာအသုံးချတယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒါလို့ဒုတိယအချက်အနေနဲ့မိတ်ဆွေသင်္ကားတွေပေါ်မှာကုညီထောက်ပံ့ခြင်းဆိုတာဟာလည်းပဲစီးပွားဥစ္စာရှာတဲ့နေရာမှာရည်ရွယ်ချက်တစ်ခုအနေနဲ့ပါတယ်ပေါ့နောက်နံပါတ်3အနေနဲ့ဘာကြောင့်စီးပွားရှာပြီးတော့ဘယ်လိုနေရာမှာအသုံးချရတာတုံးလို့ဆိုလို့ရှိရင်လူဘဝရောက်လာတဲ့အခါမှာဒီအန္တရာယ်ဆိုတာကျုံးလာတတ်တယ်စီးပွားဥစ္စာတွေဟာအကြောင်းတစ်ခုခုကြောင့်ပျက်စီးတတ်တယ်ဥပမာမဲ့မီးလောင်တာတို့ဒီမင်္ဂလာသေးကြီးဆိုတခါတော့မီးလောင်သွားတယ်လေမီးလောင်တယ်ရေမျောတယ်မင်းဆိုးရာဇာတွေကသိမ့်ယူတယ်တခိုးဓမြတွေကဖောက်ထွင်းခိုးယူတယ်အမွေခံသားဆိုသမီးဆိုတွေကသုံးဖြုံပစ်တယ်ဆိုတဲ့ဒီအချက်5ချက်နဲ့ဘေးဟန်အန္တရာယ်ဆိုတာကျုံးလာတတ်သေးတယ်အဲ့ဒါလို့ကျုံးလာတဲ့အခါမှာကိုယ်မှာစီးပွားဥစ္စာရှာထားတဲ့စီးပွားဥစ္စာနဲ့လွတ်မြောက်အောင်လုပ်လို့ရတယ်စီးပွားဥစ္စာရှိထားတဲ့ပုဂ္ဂိုလ်စုဆောင်းထားတဲ့စီးပွားဥစ္စာရှိထားလို့ရှင်မိဘေးအန္တရာယ်ကလည်းလွတ်မြောက်နိုင်တယ်ရေဘေးအန္တရာယ်ကလည်းလွတ်မြောက်နိုင်တယ်မင်းဆိုးရာဇာတွေသိမ့်ယူခြင်းမှလည်းလွတ်မြောက်နိုင်တယ်ဒီဘေးရန်အန္တရာယ်တွေအားလုံးကနေပြီးတော့ဒီပစ္စည်းဥစ္စာကိုသုံးချပြီးတော့လွတ်မြောက်နိုင်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါရင်မကသေးဘူးတခြားအန္တရာယ်တွေကလည်းပဲလွတ်မြောက်နိုင်သေးတယ်မင်းပြစ်မင်းတန်တဲ့အခါမှာလဲ
မိမိရဲ့စီးပွားဥစ္စာကိုအသုံးချပြီးတော့လွတ်မြောက်အောင်လုပ်လို့ရတယ်ဒါဟာမှန်ကန်တဲ့နည်းနဲ့လုပ်တယ်လို့ဒီလိုဆိုလိုတာပဲမှန်ကန်တဲ့နည်းနဲ့လုံးလို့မိမိကိုယ်ကိုချမ်းသာအောင်ထုတ်ဆောင်ပေးနိုင်တယ်ဆင်းရဲဒုက္ခအခက်အခဲတွေကလွတ်မြောက်နိုင်တယ်လို့အဲ့ဒီအတွက်လည်းစီးပွားဥစ္စာရှာကြရတာဖြစ်တယ်ပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကစီးပွားဥစ္စာရှာတဲ့အခါမှာရလာတဲ့စီးပွားဥစ္စာကိုလေးပုံပုံပြီးတော့တပုံကိုလုံခြုံစိတ်ချရတဲ့နေရာမှာ emergency အတွက်အသုံးပြုဖို့ထားရမယ်တပုံကိုနေ့စဉ်စားသုံးတဲ့မှာအသုံးပြုရမယ်ကြံတဲ့နှစ်ပုံကိုတော့အတိုးအပွားဖြစ်ဖို့အရင်ဒီလောက်ရမယ်လို့စီးပွားရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာရှိတယ်ပေါ့အဲ့ဒီဟာဒီစီးပွားရေးမြတ်စွာဘုရားဆုံးမတဲ့စနစ်အတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်လူတွေဟာစီးပွားရေးနဲ့ပတ်သက်ပြီးတော့လိမ့်လဲမဖြစ်နိုင်ဘူးကိုယ်မှာအမြဲတမ်းလုံခြုံစိတ်ချတဲ့နေရာမှာဖယ်ထားတဲ့တပုံဟာကိုယ့်အတွက်အချိန်မရွေးအသုံးပြုလို့ရတဲ့အနေအထားမျိုးမှာရှိတယ်ဒါကြောင့်မို့လို့ဒီမြတ်စွာဘုရားရဲ့စီးပွားရေးနည်းပညာတွေကိုလည်းလိုက်နာကျင့်သုံးသင့်တယ်ပေါ့အဲ့ဒါလိုလိုက်နာကျင့်သုံးခြင်းဖြင့်မချမ်းသာသည့်တိုင်အောင်ဆင်းရဲဒုက္ခမရောက်နိုင်ဘူးလို့ဒီလိုဆိုတာပေါ့နောက်တစ်ခုနံပါတ် 4ကတော့စီးပွားဥစ္စာရှာတဲ့အခါမှာရလာတဲ့စီးပွားဥစ္စာကိုဘယ်လိုစနစ်တကျအသုံးချမလဲလို့ဆိုရင်အသုံးချတဲ့နည်းတစ်ခုကပင်စပလိန်ကတ္တဟောတိဒီပေးကမ်းချီးမြှင့်ထောက်ပံ့မှု5မျိုးရှိတယ်ပေါ့မလုပ်ဘဲနေလို့မရတဲ့လှုပ်တဲ့လှုပ်ထိုက်တာ5မျိုးစီးပွားဥစ္စာကိုအသုံးချပြီးလုပ်ရမှာ5မျိုးမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားတယ်နံပါတ် 1ကညာတိပလိမိမိကစီးပွားဥစ္စာတွေဖြစ်လာလို့ရှိရင်ညာတိပလိဆွေတွေမျိုးတွေကိုထောက်ပံ့ကူညီဖို့ရာလိုအပ်တယ်ဒါကြောင့်မို့လို့မိမိတို့တတ်နိုင်တဲ့အတိုင်းအတာအရမိမိရဲ့ဆွေတွေမျိုးတွေကိုမိမိတတ်နိုင်တဲ့အခါမှာကြည်ရှုစောင့်မပြီးထောက်ပံ့ရမယ်အဲ့ဒါကိုညာတိပလိလို့ခေါ်တယ်ဆွေတွေမျိုးတွေကိုပံ့ပိုးပေးတာနောက်တစ်ခုကတော့ဘာတော့အတိထိပလိတဲ့ကိုယ်အိမ်မှာလာတဲ့ဧည့်သည်တွေရဝေးရလာတဲ့မိတ်ဆွေတွေအဲ့ဒါလို့ဧည့်သည်တွေလာလို့ရှင်လဲဧခံကျွေးမွေးခြင်းဟာအတိထိပလိလို့ခေါ်တယ်အဲ့ဒါလဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စတစ်ခုပဲနောက်တစ်ခုကတော့ပုပ္ပပေတပလိမိမိရဲ့မိသားစုတွေမှာတမလွန်ဘဝပြောင်းသွားကြတဲ့အဖိုးအဖွားတွေညီကိုမောင်နှမတွေစသဖြင့်ဆွေတွေမျိုးတွေထဲမှာရှိနေတတ်တယ်အဲ့ဒီရှိတဲ့ပုဂ္ဂိုလ်တွေကိုလည်းသူတို့အတွက်အမှတ်တရကုသိုလ်များလုပ်ပေးခြင်းဟာပုပ္ပပေတပလိလို့ခေါ်တယ်စီးပွားဥစ္စာရလာလို့ရှိရင်အမှတ်တရကုသိုလ်ကောင်းမှုလှုပ်ဆောင်ပေးခြင်းဟာကိုယ်စီးပွားတဲ့ကစနစ်တကျအသုံးပြုခြင်းပဲဖြစ်လို့အလွန်ကောင်းမြတ်တဲ့ဤစနစ်တစ်ခုပဲဖြစ်တယ်ပေါ့နောက်တစ်ခုကဘာတော့ဆိုရင်ရာဇပလိမင်းဆိုရာဇာတွေတတ်မှတ်ထားတဲ့အခွန်အတုပ်ပေးသွင်းခြင်းဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အရာတစ်ခုကိုလှုပ်ခြင်းပဲဖြစ်တယ်ပေါ့ရာဇပတိဆိုတာလဲအခွန်အတုပ်တွေကိုမှန်မှန်ကန်ကန်ပေးသွင်းခြင်းဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တဲ့အရာတစ်ခုဖြစ်တယ်နောက်တစ်ခုကတော့ဒေဝတာပလိမိမိတို့ရိုးရာပူဇော်နေကြနတ်တွေကိုပူဇော်မှုကိုပြုတာဟာဒေဝတာပလိလို့ခေါ်တယ်အဲ့ဒါလည်းပဲနတ်တွေပူဇော်တာဟာရိုးရာပူဇော်တဲ့နတ်တွေကိုမိတ်ဖြစ်ဆွေဖြစ်မိမိကမေတ္တာထားဆောင်ရွက်ခြင်းအပြင်ကိုကမေတ္တာထားမယ်ဆိုရင်သူကလည်းကိုယ့်အပေါ်မှာမေတ္တာတုံ့ပြန်လာမှာသိကြတယ်ပေါ့အဲ့ဒါလို့နတ်တွေကိုပူဇော်တဲ့အခါမှာနော်အကောင်းဆုံးပူဇော်နည်းကတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေခြင်းဟာအကောင်းဆုံးပူဇော်နည်းဖြစ်လို့ဒေဝတာပလိထဲမှာပစ္စည်းဥစ္စာနဲ့နတ်တွေပူဇော်ပွဲတွေပူဇော်တာတို့နော်အကောင်းဆုံးပူဇော်နည်းတစ်ခုကိုပူဇော်လို့ရသွားတယ်ပေါ့အဲ့ဒါလို့ရရှိထားတဲ့ပစ္စည်းဥစ္စာတွေကိုစနစ်တကျအသုံးပြုမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်ပုံဘယ်နည်းအသုံးချရမယ်ဆိုတာရှင်းလင်းဟောကြားထားတာဖြစ်တယ်နံပါတ် 5အနေနဲ့ကတော့ဘာလို့ဆိုရင်လောကမှာအကျင့်အနေထိုင်ကောင်းတဲ့သူတော်ကောင်းတွေဆိုတာရှိတယ်မိမိတဏ္ဍာမှာလောဘဒေါသမောဟတွေနည်းအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေလောဘဒေါသမောဟတွေကိုဖယ်ရှားဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်တွေ
မေလျော်ခြင်းဆိုတဲ့ပမာဒတရားတွေကလွတ်မြောက်အောင်ရှောင်ကျဉ်နေတဲ့ပုဂ္ဂိုလ်တွေသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတာတွေနဲ့ကောင်းမြတ်တဲ့ကိုကျင့်သီလနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးတွေအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုဒါနကောင်းမှုပြုတာတဲ့အလှူဒန်းလုပ်တာအဲ့ဒါဟာနံပါတ်5ပဲအဲ့ဒါလို့ရလာတဲ့စီးပွားဥစ္စာကိုစနစ်တကျအသုံးချရမယ်လို့ဒီလိုဟောတယ်အဲ့ဒါလို့စနစ်တကျအသုံးချလိုက်လို့ရှိရင်စနစ်တကျအသုံးချလိုက်လို့ကိုယ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာကုန်သွားလည်းပဲအေးငါကောင်းတဲ့နေရာအသုံးချတာဖြစ်သည့်အတွက်ကြောင့်ကုန်သွားသည့်အတွက်ကြောင့်လည်းပဲစိတ်ဆင်းရဲစရာဘာတစ်ခုမှမရှိဘူးမှန်တာပေါ့ကိုသုံးလို့ကုန်တာပဲကိုချမ်းသာအောင်ထားတယ်ကိုပစ္စည်းတွေကိုကိုချမ်းသာအောင်သုံးတယ်မိဘတွေကိုချမ်းသာအောင်ထားတယ်အလုသမားတွေကိုချမ်းသာအောင်ထားတယ်ဒါနံပါတ်1နံပါတ်2ကမိတ်ဆွေအပေါင်းအသင်းတွေကိုပံ့ပိုးကူညီပေးတယ်နံပါတ်3ကဘေးရန်အန္တရာယ်တွေကိုစီးပွားဥစ္စာနဲ့ကာဝယ်ဆောင်ရှောက်တယ်နံပါတ်4ကပူဇော်ရမယ့်ပုဂ္ဂိုလ်တွေချီးမြှောက်ထောက်ပံ့ရမယ့်အရာတွေကိုချီးမြှောက်ထောက်ပံ့မှုလုပ်တယ်နံပါတ်5ကဒါနကောင်းမှုပြုတယ်အဲ့ဒီဒါနကောင်းမှုဟာဒါနတမ္မူတာနိဘောဂာနိလို့ဆိုတဲ့အတိုင်းပဲဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လို့နောက်ဘဝတွေရောက်တဲ့အခါမှာလည်းဒီဒါနကောင်းမှုဟာယဉ်ဤမြုပ်နှံမှုတစ်ခုဖြစ်ပြီးတော့ဖြစ်လျက်ဘဝမှာအစဉ်ပြေစည်းစိမ်ဥစ္စာနဲ့ကြွယ်ဝတဲ့အကျိုးတရားတွေကိုရနိုင်တာဖြစ်လို့လုံးတင်လုံးထိုက်တဲ့အချက်တွေဖြစ်တယ်အဲ့ဒီအချက်တွေအသုံးချလို့မိမိရဲ့ပစ္စည်းဥစ္စာတွေကုန်သွားရင်လည်းပဲဝမ်းမြောက်စရာပဲဖြစ်တယ်ကုန်သွားသည့်အတွက်ကြောင့်အလဟတကုန်သွားတယ်လို့ပြောလို့မရဘူးအသုံးပြုလို့ကုန်တာဖြစ်လို့ကျင့်တ်အားရစရာကောင်းတယ်တရားသဖြင့်ရှားပွေတယ်မှန်ကန်တဲ့နည်းနဲ့အသုံးပြုတယ်ကုန်သွားပါစေကုန်သွားခြင်းကြောင့်ဝမ်းမြောက်ဖွယ်ရတာဖြစ်တယ်အေးတရားသဖြင့်ရှားပွေတယ်မှန်ကန်တဲ့နည်းနဲ့အသုံးချတယ်အဲ့ဒါလို့အသုံးချပေမဲ့လို့ပစ္စည်းဥစ္စာတွေကမကုန်မဲနဲ့စီးပွားတက်ပြီးတော့တိုးတက်များပြားလာတယ်ဆိုလို့ရှိရင်တော့မကုန်တာရဲ့စီးပွားဥစ္စာတိုးတက်လာတာရဲ့ဒီနှစ်ခုထောက်ရင်ဘက်စုံဝမ်းမြောက်ဖွယ်ရဖြစ်တယ်လို့မြတ်စွာဘုရားကအာရိယသုတ်တံမှာဒီလိုဟောထားတာဖြစ်ပါတယ်ဗုဒ္ဓဘောဂပတ္တာပစ္စာဝိတိဏ္ဏအာဝရာတုပေကိုယ်ဘဝကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်အခုမြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းစီးပွားဥစ္စာတွေရှာကြလို့စီးပွားဥစ္စာတွေရလာပြီဆိုရင်နံပါတ်1ခြေနှက်စရာဘာလို့ဗုဒ္ဓဘောဂငါရှာလို့ရထားတဲ့စည်းစိမ်ဥစ္စာတွေငါချမ်းချမ်းသာသာဝဝလင်းလင်းကြီးသုံးညင်တာတွေသုံးထားပြီးပြီသုံးလို့ရပြီဆိုတော့စိတ်ထဲမှာကြည်နူးစရာပဲအေးတိုက်ကောင်းကောင်းတဲတယ်ကားကောင်းကောင်းစီးတယ်ပစ္စည်းဥစ္စာတွေကောင်းကောင်းတွေသုံးတယ်ဗုဒ္ဓဘောဂစီးစိမ်ဥစ္စာတွေကိုငါသုံးလိုက်တာနှမျောစရာမရှိဘူးကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေကိုကိုချမ်းသာဖို့အတွက်သုံးပြုလိုက်ပြီဗတ္တာဘစ္ဆာငါကြွေးရမယ့်ပုံကိုယ်တွေကိုလည်းကြွေးပြီးပြီတွေးကြည့်လိုက်တာနဲ့ဝမ်းသာစရာတစ်ခုဖြစ်မယ်ပေးရမယ့်လူတွေပေးပြီးပြီကြွေးရမယ့်လူတွေကြွေးပြီးပြီဆိုတော့ဝမ်းသာကျေနပ်စရာကြီးဖြစ်တယ်ပေါ့ဝိတိဏ္ဏအာဝရာတုမေပစ္စည်းဥစ္စာရှိနေတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုဘေးရန်အန္တရာယ်ကြုံဘေးရန်အန္တရာယ်ကလွတ်မြောက်ဖို့အတွက်ငွေကြေးဒနာကိုအသုံးချပြီးတော့ဖြည့်ရှင်းပေးတယ်ဟောဝိတိဏ္ဏအာဝရာတုမေဘေးရန်ကြုံလာလည်းမတုံလို့တော့ဘူးဘေးရန်အန္တရာယ်ကိုပစ္စည်းနဲ့ကာကွယ်ပြီးတော့ဘေးရန်အန္တရာယ်ကိုပစ္စည်းနဲ့ကာကွယ်ပြီးအန္တရာယ်တွေကလွတ်မြောက်အောင်လုပ်ပြီးပြီပြန်တွေးလိုက်တဲ့အခါကျေနပ်စရာကြီးတစ်ခုပဲဥဒ္ဒေခါဒက္ခိဏဒိဏအကျိုးတရားဟာဘယ်တော့မှအောက်ကိုမပေးဘဲနဲ့အထက်ကိုအကျိုးပေးမဲ့ဒါနကောင်းမှုမျိုးတွေကိုလည်းငါလှူပြီးပြီဖရာတည်ထားတယ်ကြောင်းဆောက်ထားတယ်ဘာတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေမှာနှစ်စဉ်ကထိန်ခင်းတယ်စသဖြင့်ကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုပြန်တွေးလိုက်လို့ရှင်အေးကုသိုလ်ကောင်းမှုတွေအထက်ကိုအကျိုးပေးနိုင်တဲ့ကောင်းကျိုးချမ်းသာတွေဟာနာယဒုက္ခတိဘုံကိုရောက်စေနိုင်တဲ့ချမ်းသာဒုက္ခကိုပေးနိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုငါလုပ်ပြီးပြီ
ဒါတွေမကဘူးအထောပင်စပလိကတာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ပြီးပြီဆွေတွေမျိုးတွေကိုလည်းတအားသမျှကျွေးမွေးပေးထားတယ်အတိတိဗလကိုယ်စီမှာလာတဲ့ဧည့်သည်တွေကိုလည်းပဲအခမ်းကျွေးမွေးပြီးပြီနော်ညာတိပလိဆွေတွေမျိုးတွေကျွေးမွေးတယ်ပုပ္ပပေတကလိပလိကွယ်လွန်အနိစ္စရောက်သွားတဲ့ဆွေတွေမျိုးတွေကပုဂ္ဂိုလ်တွေအတွက်လည်းဒါနကောင်းမှုပြုပြီးပြီရာဇပလိမင်းဆိုးရာဇာတွေပေးရမယ်အခွန်တုတ်တွေလည်းပေးပြီးပြီထေဝတာပလိရိုးရာပူဇော်နေကြနတ်တွေကိုလည်းပဲပူဇော်ခြင်းမပြတ်ပူဇော်ပြီးပြီလို့ပြန်တွေးကြည့်လိုက်ရင်ကိုယ့်ဘဝမှာလေဟင်းတာမရှိဘူးအားလုံးရထားတဲ့ပစ္စည်းကိုသုံးချပြီးတော့အားလုံးလုပ်ပြီးပြီလို့ဆိုတာနဲ့ပဲအလုံးကိုကျေနပ်เสียဖြစ်သွားတယ်ဥပဋ္ဌိတာသီလဝန္တောတိညတာဗျမစာရယောကိုယ်နှုတ်နှလုံးကိုစောင့်ရှောက်ပြီးတော့မြတ်သောအကျင့်ကိုကျင့်နေကြတဲ့ကိုချင်းသီလနဲ့ပြည့်ဝတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲပြုစုလှုပ်ကြွေးပြီးပြီလို့စိတ်ထဲမှာကျေနပ်เสียတယ်ဒီလိုဖြစ်တာကျေနပ်เสียတွေကိုပြန်တွေးဖို့မြတ်စွာဘုရားကဆုံးမဟောကြားတာဖြစ်ယဒထံဘောကံအိတ်ဆေးယပဏိတောဂရမဝတံလောကမှာဘုန်းကြီးတို့တွေစီးပွားဥစ္စာရှာကြတာဘာကြောင့်ရှာတာလဲကိုယ့်ကိုပြန်လီပြီးတော့စဉ်းစားကြည့်သုံးသပ်ဆင်ခြင်ပြီးတော့ကြည့်ဘာအတွက်စီးပွားဥစ္စာရှာကြတာလဲလို့မေးလို့ရှိရင်ကိုချမ်းသာအောင်နေဖို့စီးပွားဥစ္စာရှာတယ်ကိုမိဘတွေချမ်းသာအောင်ထားဖို့ကိုသားမယားတွေချမ်းသာအောင်နေဖို့မိတ်ဆွေသင်္ကားတွေကိုကူညီနိုင်ဖို့ဒါတွေအတွက်စီးပွားဥစ္စာလုပ်ဒါနကောင်းမှုလုပ်နိုင်ဖို့နော်အန္တရာယ်တွေကနေလွတ်မြောက်ဖို့ဆိုတဲ့ဒီအရေးတွေကိုမျှော်တွေးပြီးတော့လူတွေဟာစီးပွားဥစ္စာရှာပြီးတော့စုပေါင်းကြတာဖြစ်တယ်စုဆောင်းထားကြတာဖြစ်တယ်ဘယ်သူပဲမေးစီးပွားရှာတယ်ဆိုတာနေမနာညာမှာပင်မခံပြီးတော့ရှားနေခြင်းဟာဒီထဲကအချက်တွေကိုရည်မျှော်ပြီးတော့ရှာကြတာဖြစ်တယ်အဲ့တော့ယဒထံဘောကံအိဆေယပဏိတောဂရမဝတံမိသားစုဘဝမှာနေတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘာအတွက်စီးပွားဥစ္စာတွေလိုရှိတာလဲဆိုတော့ဒီအချက်တွေဒါတွေအတွက်စီးပွားဥစ္စာရှာအဲ့ဒီစီးပွားဥစ္စာဒါတွေအတွက်ရှာပြီးတော့ကိုရှာထားတဲ့ပစ္စည်းကိုကိုမသုံးဆွဲရဲဘူးမသုံးရက်ဘူးဆိုရင်အဓိပ္ပာယ်မရှိဘူးဒါကြောင့်မို့သောမေအထောအနုပ္ပတ္တောကတံအနနုတာပိယံကိုယ့်ဘဝမှာပြန်ကြည့်လိုက်တဲ့အခါမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုငါလှုပ်ပြီးပြီရတဲ့ရလိုက်တဲ့အကျိုးတရားတွေကိုလည်းငါရအောင်လုပ်ပြီးပြီဒါတွေနဲ့ပတ်သက်ပြီးတော့ငါမှဘာဖြစ်မလုပ်ရဘူးဆိုတဲ့ချိုးရင်းချက်မရှိတော့ပြန်တွေးလိုက်တဲ့အခါမှာစိတ်လေးစရာတခုမှမရှိဘဲနဲ့ဝမ်းသာကြည်နူးမှုတွေသာဖြစ်ရမှာဖြစ်တယ်တဲ့ဧတံနုတ္တရံမစ္ဆောအရိယဓမ္မေထိတောနရောရသော်ဘုရားသခင်ကိုရောမြတ်ကဆုဆုံးမတဲ့ကိုချင်းသီလပေါ်မှာယက်တည်ပြီးတော့အခုလိုမိမိဘဝရဲ့အစဉ်ပြေမှုတွေရလာတဲ့စီးပွားဥစ္စာတွေကိုစနစ်တကျအသုံးပြုမှုတွေတာဝန်ဝတ္တရားတွေမလိမ်ဟင်းမဲ့နဲ့အသုံးပြုမှုတွေဒါတွေကိုသိရှိပြီးတော့ကျင့်အားရနေတဲ့ပုဂ္ဂိုလ်ဟာဣဒေဝနံပတန်တန္တိဒီဘဝမှာပဲချီးမွမ်းခံရတဲ့ခုံကြီးတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပစ္စတိုက်ခိပမောရတိနောက်ဘဝဒီဘဝအဆုံးသတ်လို့နောက်ဘဝရောက်တဲ့အခါမှာလည်းပဲကောင်းရသူတိကိုရောက်နိုင်တယ်လို့မြတ်ဗုဒ္ဓကဒီလိုဆုံးမဟောကြားခဲ့တာဖြစ်ပါတယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကစီးပွားဥစ္စာရှာဖွေခြင်းနဲ့အသုံးပြုခြင်းကိုအခုလိုအာရိယသုတ်တံမှာစနစ်တကျဟောကြားဆုံးမတာဖြစ်ပါတယ်ဟောကြားဆုံးမတဲ့အတိုင်းတို့တွေဟာမြတ်စွာဘုရားရဲ့ဆုံးမနဲ့အညီလိုက်နာကျင့်သုံးခြင်းကြောင့်မြတ်စွာဘုရားမိန့်ကြားတဲ့အတိုင်းဣဒေဝနံပတန်တန္တိဒီဘဝမှာချီးမွမ်းခံရပြီးနောက်ဘဝမှာကောင်းရတုတိရောက်ကြမှာဧကံဖြစ်တယ်လို့ကိုယ်စီယုံကြည်စိတ်ချပြီးတော့မှန်ကန်တဲ့နိလန်းနဲ့စီးပွားရှာလို့မှန်ကန်တဲ့အချက်တွေကိုအသုံးချပြီးတော့စီးပွားဥစ္စာရကြောင်းကုသိုလ်တရားတွေဖြစ်အောင်နေ့စဉ်နဲ့အမျှကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่า
ချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုတုကန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်မြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အကြည်လင်သည့်ရေစင်ပြည်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန်းတာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွဲညကုန်သည်ဖြစ်၍သူကဏ္ဍကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိတည်းဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း